ဒီကဆက်ပြီးတော့ sharing လုပ်ပေးခြင်းတဲ့အကြောင်းအရာတော့လေ VLAN ရဲ့နောက်ဆက်တွဲအကြောင်းအရာပဲဖြစ်တယ် VLAN ကသူက configuration လုပ်ပြီးပြီဆိုကြလို့ရှိရင်သူကဒီ switch တစ်လုံးမှာပေါ့အခုလက်ရှိဒီ switch မှာရှိနေတဲ့ဒီ interface တွေကအမှန်တကယ်ပေါ့နော် network different network တွေဖြစ်သွားပြီလားဆိုတော့မဖြစ်သေးဘူးဆိုတဲ့ဥစ္စာသူကဘယ်လိုမျိုးဆိုလိုတာလဲဆိုကြလို့ရှိရင်အခုလက်ရှိအဆိုပါဆိုပေါ့ဒီမှာဒီ switch ရှိတယ် SLA switch ရှိတယ်အဲ့တော့ဒီမှာ network အနေနဲ့5ခုVLAN 10တွေ11တွေ12တွေ30တွေအဲ့လိုမျိုးတွေပိုင်းလိုက်တယ်ဆိုပါလို့เนาะအဲ့တော့ဒီက VLAN 10ဒါ VLAN 11ဒီက VLAN 12ဒါ VLAN 30ဒါ VLAN 40ဆိုပါဆိုပေါ့လေเนาะအဲ့တော့ဒီလိုမျိုးခွဲလိုက်တယ်ဆိုကြလို့ရှင်သူကဘာပဲရှိသေးလဲဆိုကြလို့ရှင်လက်ရှိနေတဲ့ဒီ switch ထဲမှာအခုလိုမျိုး partition လေးပိုင်းတဲ့အနေအထားမျိုးပဲရှိသေးတယ်ဒီအခုလက်ရှိနေဒီ interface တွေအကုန်လုံးက VLAN ID 1နဲ့မှာပဲရှိနေသေးတာဒါကြောင့်လို့အခုစမ်းကြည့်လို့ရတာဒီ BBC 2မှာ IP ပေးစိမ့်network IP ပေါ့လေအဲ့တော့ပြီးလို့ရှိရင်ဒီ BBC 4မှာ IP ပေးစိမ့် network IP ပေးပြီးတော့ပြင်လို့ရတယ်ဘာကြောင့်လဲဆိုတော့ရှိသမျှ interface အားလုံးကဘယ်ထဲမှာပဲရှိနေလို့ဆိုတော့ VLAN ID 1ထဲမှာပဲရှိနေတော့အဲ့ဒီအတွက်ကြောင့် VLAN ခွဲလိုက်ရုံနဲ့တော့ချက်ချင်းတန်းပြီးတော့ interface တွေပါသူ့ရဲ့သက်ဆိုင်ရာ VLAN တွေကိုတန်းပြီးတော့ရောက်သွားလားလို့မေးလို့ရှိရင်မရောက်ဘူးဆိုတော့ဒီကိုလိုအပ်တယ်ဒါကြောင့်မလို့ VLAN ရဲ့နောက်ဆက်တွဲမှာဘာတွေလုပ်ပေးလို့လိုအပ်လဲဆိုရင်port type တွေသတ်မှတ်ပေးလို့လိုအပ်တယ်နော်အဲဒါကြောင့်မလို့ interface မှာဆိုကြလို့ရှိရင်ဘာတွေရှိသေးလဲဆိုတော့ port type တွေရှိတယ်အဲ့ဒီ port type တွေအကြောင်းဆက်ပြီးတော့ sharing လုပ်ပေးသွားမှာပဲဖြစ်တယ်နော်ဒါကြောင့်မလို့ port type တွေရမယ် VLAN နောက်ဆက်တွဲမှာ port type တွေတည်ဖို့လိုအပ်တယ်နောက်တစ်ခုအနေနဲ့ inter VLAN routing တွေတည်ဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ဒါ VLAN လို့ပြောလိုက်လို့ရှိရင် VLAN နောက်ဆက်တွဲမှာမဖြစ်မနေတွဲရမယ့်အချက်က2ချက်ရှိတယ်ပထမတစ်ချက်က port type သတ်မှတ်ရမယ်ဒုတိယတစ်ချက်ကတော့ inter VLAN routing ဆိုတဲ့အကြောင်းအရာဒါတွေကိုသတ်မှတ်ရမှာပေါ့နော် okay ကဲဒါဆိုရင် port type အကြောင်းအရာလေးကိုမလေ့လာခင်မှာဒီ switch ထဲမှာ VLAN အရင်ဆုံးပြန်ပြီးတော့ create လုပ်လိုက်မယ်လုပ်ပြီးပြီဆိုတဲ့အခါကျမှ port type ဒီသတ်မှတ်တဲ့အပိုင်းကဏ္ဍလေးတွားလိုက်မယ်နော်အဲ့တော့အခုဒီမှာဒီ switch လေးမှာ VLAN ခွဲပြီးသားရှိလားလို့လည်းလေ့လာကြည့်ပဲလေနော်အဲ့တော့ VLAN ခွဲပြီးသားရှိသလားမရှိဘူးလားဒါလေးတစ်ချက်ပြန်ပြီးတော့လေ့လာကြည့်တာပေါ့နော် okay ကဲစပြီဘာမှတော့မရှိသေးဘူး host name တော့ပေးမထားသေးဘူးနော်အဲ့တော့စပြီ do show VLAN brief ဆိုပြီးတော့ဒီလိုလေးကြည့်လိုက်အဲ့တော့ကြည့်လိုက်တဲ့အခါကျအခုလက်ရှိဒီမှာ VLAN မှာ default VLAN တနည်းအားဖြင့်တော့ factory ကထုတ်ပေးတဲ့ default VLAN အနေနဲ့ရှိထားတယ်ရှိသမျှ interface အားလုံးကလည်းဘယ်ထဲမှာပဲရှိနေဆိုတော့ဒီ default VLAN အောက်ထဲမှာပဲရှိနေတယ်နော် okay အဲဆိုရင်စပြီ VLAN 10အဲ့တော့ name အနေနဲ့ကတော့ ID ပေါ့ VLAN 11 name အနေနဲ့ Asia VLAN 12 name အနေနဲ့ C ပေါ့လေ VLAN 30 name အနေနဲ့ marketing VLAN 40 name ကတော့ management ပေါ့နော်ဒီလိုလေးပြလိုက်မယ် exit နဲ့ထွက်လာပြီးရင် do show VLAN free ဆိုပြီးတော့ VLAN ကိုပြန်ကြည့်လိုက်ဒါဆိုရင်ခွဲလိုက်တဲ့ switch မှာ different network အနေနဲ့5ခုရသွားပြီနော်10 11 12 13 14ဆိုတဲ့ VLAN 5ခုရသွားပြီရပြီဆိုတော့အဲ့ဒီ VLAN 5ခုပဲကို ID ရဲ့အောက်မှာဘယ် interface တွေထည့်ရမလဲဆိုလို့စာအဲ့ဒါကိုပြန်ပြီးတော့မောင်းထည့်ပေးရမှာဖြစ်တယ်အဲ့ဒီလိုမျိုးလုပ်ချင် VLAN membership လုပ်တယ်လို့ခေါ်တယ်เนาะတနည်းအားဖြင့်တော့ interface port type တွေသတ်မှတ်တယ်လို့ခေါ်တယ်အဲ့တော့ interface port type တွေကိုမသတ်မှတ်ခင်မှာအရင်ဆုံးပေါ့ show interface ဆို verification လုပ်အောင်ပဲ E0/0 ဆိုတဲ့ဥစားလေးဒါလေးကိုကြည့်အောင်เนาะဒါ command ကိုသင်ချင်လို့ပါအခုလိုမျိုး show interface E0/0 ဆိုပြီးကြည့်လိုက်လို့ရှိရင်မြင်ရတဲ့ဥစားလေးအခုကြလာတယ်ဒါတွေက layer 2 interface မှာရှိနေတဲ့ state တွေကိုစစ်ဆေးတယ်လို့မှတ်တာပြီးလို့ရှိရင်ဒီအကြောင်းအရာတွေလည်းဆက်ပြီးတော့ပြောပြပေးမယ်နော်အဲ့ layer 2 interface state ကိုစစ်တယ်ဆိုတာဥပမာအနေနဲ့ဒီ interface မှာဆိုကြလို့ရှိရင် MAC address ကဘယ်လောက်ဖြစ်တယ်လဲပြီးရင်သူ့ရဲ့ MTU site ကဘယ်လောက်ရှိတယ်လဲ bandwidth ကဘာတွေလဲ delay တန်ဖိုးကဘယ်လောက်ရှိလဲ reliability လောက်တွေအစရှိပြင်ပေါ့လေအဲ့ဒီအကြောင်းအရာတွေဒီမှာလာပြီးတော့စစ်လို့ရတယ်နောက်က duplexing system ရဆိုရင် blue duplexing system သုံးထားလဲ speed ရဘာတွေသုံးထားလဲပေါ့နော်အဲ့လိုမျိုးဒါ interface မှာရှိနေတဲ့ layer 2 state တွေကိုစစ်ချင်တယ်ဆိုရင်အခုလိုမျိုး show interface ဆိုပြီးနောက်က interface ID ကိုရိုက်ထည့်လိုက်ဒီလိုစစ်လို့ရတယ်လို့ပြောချင်တာအခုသင်ချင်တာကြတော့ port type ကိုသင်ချင်တာနော်အဲ့တော့ port type ကိုသွားချင်တာ port type အပြင်ပြောမယ်ဆိုရင် port type က factory ကထုတ်တဲ့အချိန်မှာရှိနေတဲ့ port type ဒီ dynamic auto ဆိုတဲ့ port type ဖြစ်တယ်အဲ့တော့ network engineer တွေ configure လုပ်ပေးရမှာတော့ access port type တို့မဟုတ်လို့ရှိရင် trunk port type ဒါကို configure လုပ်ပေးရမှာနော်ဘာကြောင့်လဲဆိုကြလို့ရှိရင် access port type ဆိုတာဘာလဲ trunk port type ဆိုတာဘာလဲဆိုတဲ့အဓိပ္ပာယ်ကိုလေ့လာပြီးသွားပြီဆိုကြလို့ရှိရင်တော့ဘာကြောင့် access port type trunk port type ကို configure လုပ်ပေးရတာလဲဆိုတာကိုသိလာလိမ့်မယ်အဲ့တော့အခုဒီမှာကတော့အရင်ဆုံး
လက်ရှိရှိနေတာက factory ကထုတ်ထားတဲ့အတိုင်းပဲထားသေးတာပဲဖြစ်တဲ့အတွက် dynamic auto ဆိုတဲ့ဥစ္စာကိုရှိနေတယ်အဲ့တော့အဲ့ဒီဥစ္စာကိုဘယ်လိုစစ်မလဲ show interface e0 select 0 switch port ဆိုတဲ့ command နဲ့စစ်လိုက်တဲ့အခါမှာဒီမှာကြည့်လိုက် interface e0 select 0ဒီတဲ့ switch port enable လုပ်တာဆိုလိုတာဒီ switch က layer 3 switch များဖြစ်ခဲ့လို့ရှိရင်လောလောဆယ်မှာ layer 2 port type အနေနဲ့ပဲအလုပ်လုပ်တယ် trunk port type အနေနဲ့ပဲအလုပ်လုပ်တယ် layer 3 router port အနေနဲ့အလုပ်လုပ်နေတာမဟုတ်သေးဘူးဆိုတဲ့အဓိပ္ပာယ်ကိုပြောတာဒီမှာကြည့် dynamic auto ဆိုတဲ့ port type ဖြစ်တယ်ဆိုတာအဲ့ဒါကိုပြောချင်တာနော် okay ဒါဆိုရင်တော့ port type ဒီ factory ကထုတ်ကြတဲ့ကဘာဖြစ်နေတော့ dynamic auto ဖြစ်နေအဲ့ဒါကိုဘာ port type အနေနဲ့ပြောင်းပေးဖို့လိုရလဲဆိုတော့ access port type ပြောင်းပေးဖို့လိုရတယ်ဘာကြောင့် access port type ပြောင်းပေးဖို့လိုရတာလဲဆိုရင်ဒီနေရာမှာအဓိပ္ပာယ်တွေတော့သိဖို့လိုရလာတာပေါ့အဲ့တော့ access port type ဆိုတဲ့အဓိပ္ပာယ်ကသူကဘာလို့ဆိုလိုတာလဲဆိုကြလို့ရှိရင်ဒီ interface တစ်ခုတည်းတဲ့နော်အခုဒီ interface လေးတစ်ခုတည်းတဲ့ single VLAN traffic ကိုပဲထွက်ခွင့်ပြုမယ်တဲ့ထွက်ခွင့်ပြုမယ် single VLAN ရဲ့ traffic တွေကိုပဲထွက်ခွင့်ပြုမယ်တဲ့အဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင် access port type လို့ခေါ်တယ်ဟုတ်ပြီနော် access port type ရဲ့အဓိပ္ပာယ်ကအဲ့ဒါနောက်တစ်ခုက trunk port type ရဲ့အဓိပ္ပာယ်ကကြတော့ access နဲ့ဆက်ညစ်ပဲဖြစ်သွားတယ်သူကကြတော့ multiple VLAN traffic တွေကိုထွက်ခွင့်ပြုမယ်တဲ့အဲ့တော့အဲ့ဒီအဓိပ္ပာယ်အရေးကြီးတယ်နော် port type တွေကိုသတ်မှတ်တဲ့အခါကိုယ်စဉ်းစားရတယ်ကိုယ့်ရဲ့ design topology က single VLAN ရဲ့ traffic ကိုပဲထွက်ခွင့်ပြုရမှာလား multiple VLAN ရဲ့ traffic ကိုထွက်ခွင့်ပြုဖို့လိုအပ်တာလားအဲ့ဒီပုံမှာမူတည်ပြီးတော့ကြာမှာဒီ interface တစ်ခုကတော့ access port type ဖြစ်တဲ့နဲ့ trunk port type ဖြစ်တဲ့နဲ့အဲ့လိုမျိုးတွေခွဲခြားသတ်မှတ်ရတာအဲ့တော့ဥပမာဒီ VVC 2နဲ့3တွေက VLAN 10နဲ့မှာထည့်ထားတယ်ဒီ 4နဲ့5ကအလဲဘက်မှာထည့်ထားတယ်ဒီ VVC 6နဲ့7က12 30နောက်တစ်ခုက40ဒီလိုထည့်ထားတယ်အဲ့ဒီအတွက်ကြောင့်သူတို့တွေဒီ interface တွေဒီ VLAN 40ထဲမှာပဲရှိတယ်ဆိုလိုတာအဲ့ဒီအတွက်ကြောင့် तू ကထွက်ရင် VLAN 40ရဲ့ traffic ပဲဖြစ်ရမယ်ဒါကြောင့် single VLAN traffic ထွက်မဲ့ interface တွေဖြစ်တယ်ဒါကြောင့်ဒီ interface တွေအကုန်လုံးဒီ single VLAN traffic တွေကိုပဲထွက်ခွင့်ပြုရမယ် interface ဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ဒီ interface တွေက port type အပြင်ပြောရင်ဘာ port type သတ်မှတ်တယ်လဲဆိုတော့ access port type သတ်မှတ်တယ်ဟုတ်ပြီနော်ဒါကြောင့်မလို့ဒီ port တွေကို access port type သတ်မှတ် dynamic auto ဖြစ်နေရင် access port type အနေနဲ့ပြောင်းပေးရမယ်ဘာကြောင့် dynamic auto ကို access port type အနေနဲ့ပြောင်းလဲတာလဲဆိုတဲ့အကြောင်းရင်းကိုနောက်ဗီဒီယိုတွေမှာဆက်ပြီးတော့ရှင်းပြပေးမယ် trunk port type အကြောင်းအရာတွေပြောင်းရင်းနဲ့ dynamic auto အကြောင်းလည်းထည့်ပြီးတော့ရှင်းပြသွားပေးမယ်အဲ့တော့ဒီထဲမှာတော့ access port type ပြောင်းလိုက်တဲ့အခါကျမှတကယ်ကိုခွဲခဲ့သော VLAN တွေဒီ different VLAN တွေဖြစ်သွားတယ်ဆိုတာနော်တနည်းအားဖြင့်တော့ different network တွေဖြစ်သွားတယ်ဆိုတာအဲ့ခါကျမှသိတာမှာဟုတ်လားနော်အဲ့တော့အခုလောလောဆယ်တော့ port type တွေကလည်းမတတ်မှတ်သေးသလို VLAN membership လည်းမလုပ်ရသေးအဲ့တော့အလို့မျိုး port type တတ်မှတ်ရင်းနဲ့ဒီ interface တွေကတော့ VLAN ID 10နဲ့10ရဲ့ interface ဖြစ်ပါတယ်ဒီ interface တွေကတော့ VLAN ID 11ရဲ့ interface ဖြစ်ပါတယ်ဒီ interface တွေကတော့ VLAN ID 12ရဲ့ interface တွေဖြစ်ပါတယ်လို့အဲ့လိုပြောပေးခြင်းဒီအဲ့ဒါ VLAN membership လုပ်တယ်လို့ခေါ်တယ်နော်အဲ့တော့ VLAN membership လုပ်ဖို့အတွက်ဆိုကြလို့ရှိရင်ဘာအရင်သတ်မှတ်ရလဲဆိုရင် port type အရင်သတ်မှတ်ရတယ် port type မှာလည်းပဲ access port type ကိုသတ်မှတ်ရတယ်ဘာကြောင့်လဲဆိုတော့ access port type ဒီ single VLAN traffic ကိုပဲတည်ပေးရထွက်ခွင့်ပေးမယ်ဆိုတဲ့အဓိပ္ပာယ်ကိုဆိုလိုတာဖြစ်တဲ့အတွက်အဲ့ဒီ definition ပေါ်မှာစဉ်းစားပြီးတော့ပဲ access port type လား trunk port type လားဆိုတော့စဉ်းစားပေးရတယ်ဟုတ်ပြီနော် membership မီဒီ access port type ပဲနော် okay တနည်းအားဖြင့်တော့ end user enterprise ကိုဥတည်နေတဲ့ interface တွေဆိုကြလို့ရှိရင်အဲ့ဒါ access port type ပဲဟုတ်ပြီနော် okay ဒါဆိုရင် access port type တတ်မှတ်ရတဲ့အကြောင်းရင်းတော့ဒါရှင်းလောက်ပြီအဲ့ဒါကိုရှင်းပြီဆိုကြလို့ရှိရင်တော့အခုဘာလုပ်ကြည့်မလဲဆိုရင် access port type တတ်မှတ်တဲ့ဥစ္စာလေးဒါလေး configuration ဆက်ပြီးတော့လုပ်ကြည့်အောင်နော်အဲ့တော့ interface E0 select 0နဲ့ E0 select 1အဲ့ဒီ interface နှစ်ခုအောက်ကိုတစ်ခါတည်းတွားလိုက်တော့မယ်တပြိုင်နက်တည်းတွဲပြီးတော့ configuration လုပ်လို့ရတာဖြစ်တဲ့အတွက်ကြောင့် range ဆိုတဲ့ command ကိုသုံးပြီးတော့ဝင်လို့ရတယ် -1 switch port mode accept switch port accept VLAN 10 switch port no negotiate ဒီသုံးကြောင်းရဲ့အဓိပ္ပာယ်ကိုရှင်းပြမယ် switch port mode accept ဆိုတဲ့အဓိပ္ပာယ်ကဒီ interface E0 select 0နဲ့ E0 select 1ကိုငကိုရှိနေတဲ့ dynamic auto ကနေပြီး access port type အနေနဲ့သတ်မှတ်လိုက်ပြီလို့ဆိုလိုတာ access port type အနေနဲ့သတ်မှတ်တယ်ဆိုတဲ့အဓိပ္ပာယ်ဒီဘာလို့ဆိုလိုတာလဲဆိုရင် port type အရာ single အခုဒီက VLAN single VLAN ပေါ့ VLAN 10ဆိုတဲ့ဒီ traffic ကိုပဲထွက်ခွင့်ပေးမယ်တဲ့အဲ့ဒါကိုတော့ပြောလိုက်တာနော်ဒီဟာသတ်မှတ်ချက်ကနောက်တစ်ခုကဒီ interface E0 select 0နဲ့ E0 select 1ကို VLAN ID 10အဖြစ်နဲ့ access သုံးစွဲခွင့်ပေးပါမယ်လို့ပြောလိုက်တာ
နောက်တစ်ခုကတော့ switchboard no negotiate ဒါကတော့ security ရသတ်မှတ်တာအခုဒီ interface တွေကနေပြီးတော့ negotiate packet တွေမလွတ်ပါနဲ့ဆိုပြီးတော့တားဆီးလိုက်တာဒီ switchboard no negotiate ဆိုတဲ့ဥစားကတော့ဒီ Trumpboard configure လုပ်တဲ့အခါကျလို့ရှိရင်ဒီအကြောင်းအရာကိုအသေးစိတ်ဆက်ပြီးတော့ရှင်းပြသွားမယ်နော်ဒီ interface ဒီ command လေးရိုက်ခြင်းဒီ membership သတ်မှတ်တာ VLAN membership လုပ်တယ်လို့ခေါ်တယ်တနည်းအားဖြင့်တော့ဒီ interface ကို VLAN တန်းရဲ့ VLAN တန်းရဲ့ interface ဖြစ်သွားပြီလို့ပြောလိုက်တာပေါ့ဒါကတော့ port type သတ်မှတ်တာပေါ့လို့ပြောတာကဲ port type သတ်မှတ်ပြီးသွားပြီဆိုတော့ပြန်စစ်မယ်လေ show interface E0/0 switchboard ဆိုပြီးတော့စစ်ကြည့်လိုက်ဒီမှာကြည့် switchboard enable ဖြစ်တယ် administrative mode ပါကြည့်ကြည့်လိုက်အရင်က dynamic auto အခု network engineer ကိုယ်တိုင် manually statically access port type အဖြစ်နဲ့ပြောင်းလဲပေးလိုက်တာဖြစ်တဲ့အတွက် static access ပြောင်းသွားတယ်ဟုတ်ပြီနော် okay ဒါဆိုရင်အခုအဲ့ဒီ interface တွေကတော့ဘာ port type ဖြစ်သွားပြီလဲဆို access port type ဖြစ်သွားပြီအခုနောက်တစ်ခုက VLAN 12ပေါ့နော် sorry 11ပေါ့ E0/2 နဲ့ E0/3 ပေါ့အဲ့ဒီ interface လေးကိုသွားမယ်လေနော်အဲ့တော့မသွားခင်ဒီမှာလဲနောက်တစ်ခေါက်ခေါ်စစ်ပြအောင်မယ် show interface E0/2 switchboard ဆိုစစ်ကြည့်ဒီမှာတွေ့ factory ကထုတ်ထားတဲ့အတိုင်း dynamic auto ဖြစ်နေတာလေနော် okay အဲ့ဆိုရင်သွားပြီ interface range E0/2-3 switchboard mode access switchboard access VLAN 11 switchboard no negotiate easy နဲ့ပြန်ထွက်လိုက်ပြီ interface E1/0-1 range မပါလို့ sorry နော် range နဲ့ထည့်လိုက်ပြီ switchboard mode access switchboard access VLAN 12 switchboard no negotiate ပြန်ထွက်လိုက်ပြီ interface range E1/2-3 ဖြစ်သွားမှာပေါ့နော်ဒီပါ0ရဲ့1ရဲ့ပြီးသွားပြီဆိုတော့2နဲ့3ပဲကျန်တာနော်2 3 switchboard mode access switchboard access VLAN 30 switchboard no negotiate easy နဲ့ထွက်ပြီနော်30ထိရတယ်နောက်တစ်ခုက VLAN 40အတွက်အဲ့တော့1 line gap ကကုန်သွားပြီဖြစ်တဲ့အတွက် E2/0-1 ဒီ topology မှာလာကြည့်လေရတယ်။မှာကြည့်ကြည့်လေ20ရဲ့21ရဲ့နော်အဲ့ဒီအတွက်တော့ E2/0-1 ဆိုတခါလေးပဲဝင်လိုက်ပြီနော် switchboard mode access switchboard access VLAN 40 switchboard no negotiate ကဲပြန်ကြည့်တာပေါ့ show VLAN free နဲ့ကြည့်လိုက်တယ်ဆိုရင်အခုမှတကယ်သက်ဆိုင်ရာ interface ကသက်ဆိုင်ရာ network တွေကိုရောက်သွားမှာကြည့် ID အတွက်ဆိုရင်E0/0 နဲ့ E0/1 ဒီခါကျမှတကယ် different network ကြီးကိုဝဲထွက်သွားတာဟုတ်ဆိုတော့ဒီ interface ဒီ VLAN တန်းဖြစ်သွားပြီဒီ interface နှစ်ခုဒီ11ဒီ interface နှစ်ခုဒီ12ဒီ interface နှစ်ခုဒီ30ဒီ interface တစ်ခုဒီ14ဆိုတကယ်ကိုကွဲသွားတယ်အဲ့တော့သူတို့အချင်းချင်းနော်ဒီ interface နှစ်ခုကတော့ same IP ပေးလို့ရတယ် same network IP ပေးလို့ရတယ်သူတို့အချင်းချင်းကိုဒီပါ same network IP ပေးပြီးတော့ပြင်ကြည့်လဲပြင်လို့ရမှာမဟုတ်နော်ဒါကြောင့်လို့အခုဒီနေရာမှာတော့VLAN ခွဲတယ်ပြီးလို့ရှိရင်ဘာတွေသတ်မှတ်လဲဆိုတော့ VLAN membership တွေသတ်မှတ်တယ် port type တွေသတ်မှတ်တယ်လို့လည်းပြောလို့ရတာပေါ့နော်အဲ့တော့အဲ့ဒီအကြောင်းအရာတော့ပြီးသွားပြီအဲ့တော့ဒီမှာ simulate လုပ်ကြည့်ပဲလေ simulate လုပ်ကြည့်ပဲဆိုတော့အခု BBC 2ကိုဖွင့်လိုက်မယ်လေနော် BBC 2ကိုဖွင့်လိုက်မယ်ဖွင့်ပြီးတော့အဲ့ဒီ BBC 2ကိုဘာလုပ်ကြည့်မလဲဆိုတော့ IP ပေးပြီးတော့တခြားဒီ IP ပေးတာတော့ဟိုအကုန်လုံးရှေ့ပိုင်းမှာပေါ့ IP နဲ့ပတ်သက်ပြီးတော့ same network different network အဲ့ဒီဥစားတွေအကြောင်းအရာခွဲခြားထားတာတွေတော့ရှိတယ်အဲ့တော့အဲ့ဒီအကြောင်းအရာလေးသိကျင်တယ်လေ့လာကျင်တယ်ဆိုကြလို့ရတော့ရှေ့ video လေးတွေမှာတော့ပြန်ပြီးတော့ကြည့်ပြီနော်တကယ်လို့အကြောင်းမျိုးကြောင့် IP နဲ့ပတ်သက်ပြီးတော့သိပြီးတော့မရှင်းဘူးနောက်ထပ် video တစ်ခုလောက်ထပ်လုပ်ပေးပါလို့ပြောချင်တယ်ဆိုရင်လည်းပဲ comment တွေမှာရေးထားခဲ့နော်လို့ကိုသိကျင်တဲ့အကြောင်းအရာလေး comment တွေမှာရေးပေးခဲ့အဲ့ဒါလေးတွေပြန်ပြီးတော့ video တစ်ခုအနေနဲ့လုပ်ပေးမယ်နော်အခုဒီမှာ0 network ဆိုပြီးတော့じゃဒါလေးပေးလိုက်တယ်တရားပေးလိုက်တယ်ကဲဟုတ်ပြီအဲ့ဒါဆိုကြလို့ရှိရင် BBC ဒါ2ကိုပေးတာနော် BBC 10ကိုဖွင့်လိုက်မယ် same IP ပေးပြမှာကိုပြောချင်တာဘာဖြစ်လို့လဲဆိုတော့ same IP same network IP ပေးထားတယ်ဒါပေမဲ့ရှိနေတဲ့ interface တွေက different VLAN တွေထဲမှာရောက်နေတဲ့အတွက်ကြောင့်သူကတကယ်ကို different network ကြီးဖြစ်သွားပြီဆိုတဲ့ဥစ္စာကိုပြချင်တယ်အဲ့ဒါကြောင့်မလို့နော် IP 10.0.0.11 လို့ပေးလိုက်မယ်နော်ဒါလေးပေးလိုက်မယ် okay ပြီးရင်အဲ့ဒီ .11 ကနေ .10 ကိုပြင်ကြည့်လိုက် 10.0.0.10 ပြင်ကြည့်လိုက်နော်ပြင်ကြည့်ရင်ဒီမှာပြင်လို့ရမှာမဟုတ်တော့ဘာကြောင့်လဲဆိုတော့ different network ဖြစ်သွားလို့ဘာဖြစ်လို့ဆိုတော့ BBC 10ကဒီ BBC 10က VLAN 40ထဲမှာရောက်နေတာဒီ BBC 2က VLAN 10ထဲမှာရောက်နေတာ
ဒါပေမဲ့ပြီးတဲ့ layer 3 address IP က same network IP address ဖြစ်တယ်သို့တော့ IP ကသူ့အတာသူက same ဖြစ်တာအဲ့ဒီ interface က different VLAN တွေဖြစ်သွားတဲ့အတွက် connectivity ရမှာမဟုတ်ဘူးဆိုတာကို simulate လုပ်ပြတာတကယ်ကို different network ဖြစ်သွားပြီဆိုတာကို simulate လုပ်ပြတာဟုတ်ပြီနော် okay ဒါဆိုရင်အခုဒီမှာ VLAN ခွဲယုံနေတော့ different network ဖြစ်တာမဟုတ်ဘူး membership နဲ့ပေါင်းဆက်ပြီးမှဒါ different network တွင်နဲ့အလုပ်လုပ်တယ်ဆိုတာကိုနားလည်ထားရမယ်နော် okay ဒါဆိုရင်တော့ port type တွေက VLAN membership လို့ခေါ်တဲ့ access port type တတ်မှတ်ပုံတတ်မှတ်နည်းကိုတော့နားလည်လောက်ပြီးချင်ပါတယ်နော်အားလုံးကျေးဇူးအများကြီးတင်ပါတယ်